Robinson မိသားစုကအာကာသယာဉ်ငယ် Jupiter နှစ်ထဲမှာအေးလူလူဖဲကစားနေကြတာကိုတွေ့ရမှာပါ။ဒါပေမဲ့ဒါဟာပျော်ရွှင်စရာမိသားစုအပန်းဖြေခီးတစ်ခုမဟုတ်ပဲသူတို့စီးနှင်းလာတဲ့မိခင်အာကာသယာဉ်ကြီး Resolute ပေါ်ကနေအရေးပေါ်ဆုံးခွာလာခဲ့ရတာဖြစ်ပြီးအခုဆိုရင်အမည်မသိဂျိုးတစ်ခုပေါ်ကိုပြတ်ကျဖို့စက္ကန့်ပိုင်းလိုရောက်ရှိနေတာဖြစ်ပါတယ်။ရင်းပြတ်ကျမှုတန်ကြောင့်မိခင်မော်ရင်ရဲ့ခြေထောက်ဟာရင်းစိတ်ပိုင်းအောက်မှာညက်ပြီးဒဏ်ရာပြင်းပြင်းထန်ထန်ရသွားပါတယ်။ရင်းဟာလည်းမတည်ငြိမ်တဲ့ရေခဲပြင်ပေါ်မှာရောက်နေတဲ့အတွက်သူတို့ဟာအချိန်နဲ့တပြေးညီအမြန်ဆုံးဆုံးခွာခဲ့ကြရပါတယ်။တကယ်တော့သူတို့မိသားစုကဘာမြေကိုဆုံးခွာပြီးအာကာသထဲရောက်လာရတဲ့အကြောင်းရင်းကတော့ Christmas Star လို့ခေါ်တဲ့အမည်မသိအာကာသအရာဝတ္ထုကြီးတစ်ခုကဘာပေါ်ကိုဥတီလာနေတဲ့အတွက်လူသားတွေဟာအခြားဂျိုတစ်တစ်ခုစီအခြေချဖို့ကြိုးစားခဲ့ကြတာကြောင့်ပါ။အဲ့ဒီအချိန်တုန်းကဖခင်ဂျွန်ဟာစစ်သားတစ်ယောက်ဖြစ်ပြီးမိသားစုနဲ့ဝေးကွာနေခဲ့ပုံကိုလည်းတွေ့ရမှာပါအခုတော့သူတို့ဟာကံမကောင်းစွာနဲ့လမ်းကြောင်းလွဲပြီးဒီဂျိုပေါ်ရောက်လာခဲ့ပေမဲ့ကံကောင်းတာတစ်ခုကတော့ဒီဂျိုရဲ့လေထုဟာအသက်ရှူလို့ရနေတာပါပဲဒါကြောင့်လေသူတို့ဟာရင်ပြင်ပကိုပထမဆုံးအကြိမ်ထွက်ခွာနိုင်ခဲ့ကြပါတယ်ဒါပေမဲ့အခြေအနေတွေကစိတ်အေးရုံရှိသေးရေခဲပြင်ကနေဝင်သွားရင်အပူချိန်အလွန်အမင်းကျဆင်းသွားမှာဖြစ်လို့အသက်ရှင်ဖို့အတွက်ရင်ထဲကဘက်ထရီတွေကိုပြန်ယူဖို့လိုအပ်လာပါတယ်။ဖခင်ဖြစ်သူဂျွန်ဟာဝစ်ဆုံဟာပြဲနေတာကြောင့်ရင်ရဲ့အပေါ်ပေါက်ဟာတားငယ်ဝေတယောက်တာဝန်နိုင်တဲ့အခြေအနေမှုဝေကိုဘက်ထရီယူခိုင်းခဲ့ပါတယ်။တို့ပေမဲ့ဝေကကြောက်နေတဲ့ပုံပေါ်တာကြောင့်သမီးကြီးဂျူဒီဟာရေခဲရည်ထဲကိုခုန်ဆင်းကဘက်ထရီသွားယူခဲ့ပေမဲ့ကန်ဆိုးစွာပဲပြန်တက်မှာရေခဲတွေကရုတ်တရက်ခဲသွားတဲ့အတွက်ဂျူဒီဟာရေခဲပြင်အောက်မှာအသက်ရှူစရာမရှိအောင်ပိတ်မိသွားပါတယ်ဒီအတိုင်းဆိုရင်ဂျူဒီဟာဝစ်ဆုံကနေထောက်ပံ့နိုင်တဲ့လေက9နာရီပဲခံတာမှုတည်ဆုံးနိုင်တဲ့အခြေအနေပါဒီအချိန်မှာပဲဝဲကရေခဲတွေကိုအရေးပြောစေဖို့အတွက်မက်ဂနီဆီယမ်ကိုအသုံးပြုပြီးမီးရှို့ဖို့အကြံပေးခဲ့ပါတယ်မက်ဂနီဆီယမ်ရဖို့အတွက်ဖခင်ဂျွန်နဲ့ဝဲတို့ဟာမက်ဂနီဆီယမ်ရှိရာစီကိုအပြေးလွှားထွက်လာခဲ့ကြပါတယ်သူတို့မက်ဂနီဆီယမ်တချို့ရခဲ့ပေမဲ့ဝဲကမတော်တဆဖြစ်ပြီးအောက်ကိုပြုတ်ကျသွားခဲ့ပါတယ်ဂျူဒီရဲ့အခြေအနေကအချိန်မဆိုင်နိုင်တော့တာကြောင့်ဂျွန်ဟာတမိဖြစ်သူစီကိုအရင်ပြန်သွားခဲ့ရပြီးဝဲကလည်းကြောက်စိတ်ကိုအန်တူကတယောက်တည်းကြံရစ်ခဲ့ဖို့လက်ခံလိုက်ပါတယ်တစ်ဖက်မှာလည်းမော်ရင်နဲ့ပန်နီဟာဂျူဒီမကြောက်ဖို့အားပေးနေပေမဲ့မော်ရင်ရဲ့ခြေထောက်အခြေအနေကဆိုးရွားလာပြီးသတိလစ်သွားတာကြောင့်ပန်နီကပိတ်မိနေတဲ့ဂျူဒီရဲ့ဆေးပညာလမ်းညွှန်ချက်တွေအတိုင်းမိခင်ဖြစ်သူကိုတတိရှိရှိကုသပေးခဲ့ပါတယ်တယောက်တည်းကြံရစ်ခဲ့တဲ့ဝဲဟာပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်ရင်ပျက်စီးနေတဲ့ဂျိုသားရင်တစ်စီးကိုတွေ့ရှိခဲ့ပြီးမှတ်တမ်းလဲယူနိုင်ခဲ့ပါတယ်ဝဲဟာဂျိုသားနဲ့တွေ့လိုက်တာကြောင့်ဘေးကင်းဖို့တစ်ပင်ပေါ်တက်ခဲ့ရာကနေအပိုင်းပိုင်းပြတ်နေတဲ့ထူးဆန်းတဲ့ဆက်ရုပ်တစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ပောက်ကွဲမှုတွေကထွက်တဲ့မီးစတွေဟာမီးတောက်ကြီးဖြစ်လာနေပါတယ်။တစ်ဖက်မှာတော့ဂျွန်ဟာဂျူတီစီအပြေလွှားပြန်ရောက်လာပါတယ်။မက်ဂနီဆီယမ်ကိုတုံးပြီးရေခဲတွေကိုအသေးအတန်ဖြိုခွင်းနေပေမဲ့အစပိုင်းမှာပဲအလုပ်ဖြစ်ခဲ့တာပါ။မမျော်လင့်ပဲမိုးရွာချလာတာကြောင့်အပူရှိန်တွေငိမ့်သက်ခံလိုက်ရပြီးဂျူဒီကိုကယ်တင်ဖို့အခွင့်အရေးဟာလက်တကမ်းမှာတင်ပျောက်ဆုံးသွားခဲ့ပါတယ်။ဝေဟာဆက်ရုပ်ဟာတေလာနေပြီကိုသတိထားမိပြီးတစ်ကိုင်းကိုဖျက်ချပေးလိုက်ပါတယ်။ဆက်ရုပ်ဟာပြန်လည်အသက်ဝင်လာပြီးဝဲနဲ့ထူးခြားတဲ့တန်ရောစင်တစ်ခုစတင်ခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့ဝဲဟာဆက်ရုပ်ကြီးကိုခေါ်ဆောင်ပြီးမိသားစုစီအချိန်မီပြန်လာနိုင်ခဲ့ပါတယ်။ဂျူဒီရဲ့အသက်ရှူဖို့စက္ကန့်ပိုင်းလိုမှာပဲဝဲရဲ့ဆက်ရုပ်ကလက်ကအပူတွေကိုထုတ်ပြီးရေခွဲကိုဖြိုခွဲပြီးနောက်ဂျူဒီနဲ့မိသားစုကိုအသက်ဘေးကနေကယ်တင်ပေးနိုင်ခဲ့ပါတယ်။လွန်ခဲ့သော12နာရီလောက်က Resolute ပေါ်မှာအပြက်စီးများပြင်ဖို့အတွက်လူတိုင်းကို Jupiter ရုံငယ်နဲ့ခဏတာထွက်ခွာဖို့ပြောနေပါတယ်။အမျိုးသမီးတစ်ယောက်က Resolute ပေါ်မှာဂျိုသားတစ်ကောင်ဟာလူသားတွေကိုတိုက်ခိုက်နေတာကိုတွေ့ပြီးဒေါက်တာစမစ်လို့ခေါ်တဲ့အခြားသူရဲ့အမည်ကိုအသုံးပြုပြီးရှင်သန်ဖို့ကြိုးစားနေတာကိုတွေ့ရမှာပါ။ဒွန်လို့ခေါ်တဲ့ Resolute ရဲ့စက်ပိုင်းဆိုင်ရာကျွမ်းကျင်သူတစ်ယောက်ဟာ Jupiter ရုံငယ်ကိုခိုးယူပြီးထွက်ပြေးဖို့ကြိုးစားစဉ်ဒေါက်တာစမစ်ဆိုတာသူဟာရောက်လာပြီးဒွန်တို့ကိုလည်းလိုက်လို့ရကြောင်းဖိတ်လိုက်ပါတယ်။